ရခိုင်ပြည်နယ်မှာလူသက်မရိမှုကျူးလွန်တဲ့ပုံနာကျွန်းမြို့နယ်ကတရားခံတွေကိုတေတံ20ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်အန်ယူဂျီတက်မှုများအစည်းအဝေးကျင်းပပြီမဟာဗျူဟာထိုးစစ်လုပ်ငန်းစဉ်တွေချလိုက်ပါပြီမဟာဗျူဟာထိုးစစ်စတင်နိုင်တော့မလားထိုင်းနိုင်ငံမှာဝက်ကွဲအောင်စဝါဒီစကတ်နဲ့တောက်ရှက်ကွဲနေတဲ့မာလာဂျမတ်ဖက်စစ်တပ်စစ်ကောင်ဆောင်တားပြင်မှာမင်းအောင်လိုင်းအကုတူကောင်ရောက်ရှိပြီးပြဿနာတွေတက်နေတယ်တိုင်းကြောင်းတစ်ကြောင်းကိုတနက်ပြစ်ခတ်မှုတွေဖြစ်တဲ့အခြေအနေတွေတွေ့နေရတော့အကုတူကောင်ရောက်လေရနေရမှာမအေးချမ်းဘူးဒီအကြောင်းတွေကျွန်တော်တို့သုံးသပ်ကြမှာဖြစ်ပါတယ်နေပိုင်လို့စစ်နိုင်တယ်စစ်နိုင်တော့အုတ်ချုပ်တယ်အုတ်ချုပ်တော့တရားဥပဒေစနစ်ပေါ်ဆောင်တယ်ရခိုင်မှာအာကဒေါ်လာရေးပြည်သူအစိုးရအာကပြည်သူဒေါ်လာရေးအစိုးရရခိုင်ပြည်နယ်ထဲမှာမရင်းချင်းမှုတစ်ခုဖြစ်သွားတယ်လူသက်မရင်းချင်းမှုလို့ကျွန်တော်တို့အကြမ်းမြင်သိရတယ်အဲ့တော့ဒီတရားခံတွေနဲ့ပတ်သက်ပြီးရခိုင်ပြည်သူလူထုတရက်လုံးကဝက်ကွဲအောင်တောင်းဆိုနေတဲ့သတင်းတွေလည်းရှိတယ်အဲ့တော့ဒီကနေ့အာရကပြည်သူဒေါ်လာရေးအစိုးရတရားရေးဌာနပေါ့ဗျာအချုပ်ပြောရရင်တော့တေတံပေးလိုက်ပါတယ်မတေမချင်းကြိုးကွင်းစွတ်တယောက်နှစ်ယောက်ကထောင်ဒဏ်အနှစ်20အမိတ်ပုံနာကျွန်းရိုးတရုတ်ရွာနေဥတာထုံးဆိုင်သားတရားခံပေါင်းတင်ဝင်းရာဇကြီးပုံမှာ300နှစ်တစ်ကားငယ်အရာပြစ်မှုထင်ရှားပေါ်ပေါက်သဖြင့်၎င်းပုံမှာအရာလေပင်းကိုကြိုးကွင်းဆွ၍တတ်စေပုံနာကျွန်းကြံခင်းစစ်အဘဦးကျော်စံသားတရားခံအေးကျော်ရာဇကြီးပုံမှာ364အရာထောင်ဒဏ်အနှစ်20ပုံနာကျွန်းကြံခင်းစစ်အောင်ကန့်နေနေဦးညီသားတရားခံပေါင်းတန်းစုံပုံမှာ364ရထောင်ဒဏ်20ရှာဝေပုံစံနေတဲ့ပစ္စည်းတွေကိုသိမ်းတယ်နော်အဲ့တော့တန်ငယ်မရင်းနေရှင်းပြောရင်တရားဥပဒေစိုးမိုးမှုကင်းမဲ့တာရခိုင်မှာမရှိသေးဘူးဒီလိုခိုင်မာတဲ့မူဝါဒနဲ့ဒီနေ့တော့မရင်းလူသက်အကြမ်းဖက်တရားခံတွေကိုမသိမချင်းကြောကွင်းစွတ်တတ်ဖို့အမိန့်ချလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စကိုင်းတိုင်းမှာမရင်းချင်းခဲ့တဲ့တရင်မှုတယောက်စကိုင်းတိုင်းမှာအချုပ်တဲကနမ်စီတင်ကျောင်းသူတယောက်ကိုမရင်းချင်းခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ပအားဖာတယောက်ဒါတွေကိုတော့ဒီဘက်ကအစိုးရဆိုတဲ့ကောင်တွေဘာမှမလုပ်နိုင်တဲ့အခြေအနေကိုတော့ကျွန်တော်တို့နှိုင်းရှင်နေစဉ်းစားမိတာပေါ့ဗျာနော်အမှန်တရားဖြစ်တဲ့အတွက်ကြိုက်ချင်တယ်ကြိုက်ချင်တယ်နေဗျာဒါပေမဲ့အန်ဒီယူဂျီကိုသွားမနောက်လေသွားမရှုံလေဒီနေ့အန်ဒီယူဂျီကတဲ့ MOD ကပေါ့ဗျာနော်ပြည်တယ်ကာကွယ်ရေးဝန်ကြီးဌာနက PDF တမူကြီးများစီဝေးကျင်းပါတယ်တဲ့ပထမတစ်ခေါက်ကလည်းကျင်းပသေးတယ်လွန်ခဲ့သောတစ်နှစ်လောက်ကတည်းကကျင်းပပြီးတဲ့နောက်ပိုင်းတော့ဒါတွေဖြစ်လည်းမသိဘူးကျွန်တော်လည်းမသိဘူးဒီနေ့ကတော့မဟာဗျူဟာထိုးစစ်တွေစတော့မယ်မဟာဗျူဟာထိုးစစ်တွေစကြတော့မယ်တဲ့ဗျာတမူကြီးများအစည်းအဝေးမှာတိုင်းသားမဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့လက်တွဲရေးပြည်သူခုခံတွန်းလှန်စစ်မှမဟာဗျူဟာထိုးစစ်ကိုတက်လှမ်းဖို့လုပ်ငန်းစဉ်တွေချပြီနော်အဲ့တော့အဓိကတစ်ချက်ကတော့ SCEF နဲ့စစ်မဟာဗျူဟာပေါင်းဆက်ညီနိုင်ရေးကုကဲရေးကော်မတီမှာမဟာဗျူဟာကြပါဝင်ဆောင်ရွက်နိုင်ရေးလေလုပ်ငန်းစဉ်တွေချတယ်ဒီစည်းဝေးမှာတော့ NUG ရဲ့သမရတို့ပြည်တော်စုဝန်ကြီးချုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်စစ်ရေးချုပ်စစ်ထောက်ချုပ်စစ်ဥပဒေချုပ်နော်စစ်ရာရှိချုပ်ဒါတွေနဲ့ပေါ့ဗျာနော်လောက်ကန်ရတယ်ဆိုတော့ညှော်လင့်လို့ရပြီလားညှော်လင့်လို့ရပြီလားကျွန်တော်တို့ပြည်သူခုခံတော်လှန်စစ်လဲနေလေအောင်မြေသားမကြံပါဝင်ရန်ဆိုတဲ့ဒီဒေးကတော့အလုံးမဖြစ်ခဲ့ဘူး
ဒုတိယအကြိမ်မြောက်တပ်မှုကြီးများအစည်းအဝေးကရောကျွန်တော်တို့ခင်ဗျားတို့မျှော်လင့်လို့ရမယ်မဟာဂျမဘတ်စစ်တပ်ကိုမဟာဗျူဟာမြောက်ထိုးစစ်ကြီးစတင်နိုင်လိမ့်မယ်လို့မျှော်လင့်လို့ရသလားဆိုတာကိုတော့ကျွန်တော်စောင့်ကြည့်ရမှာဗျာစောင့်ကြည့်ရမှာအဲ့တော့တမူကြီးများအစည်းအဝေးကို3ရက်တာကျင်းပခဲ့တယ်နော်3ရက်အတွင်းမှာအပြန်အလှန်ဆွေးနွေးမှုတွေနဲ့ထိုးစစ်ကြီးစမယ်ထိုးစစ်ကြီးစမယ်ပြောတာတော့6နှစ်ရှိပြီပြည်သူကလည်းမျှော်နေတယ်ထိုးစစ်ဆင်ဖို့ဒါပေမဲ့အခြေအနေအရေးရကြောင့်မလုံနိုင်သေးတယ်လို့ပဲမှတ်ယူပြီးတော့ဒီသတင်းကိုတော့ကျွန်တော်တို့ကြိုဆိုရမယ်ကိစ္စဖြစ်တယ်တကယ်လုံနိုင်ရင်တော့တိုင်းပြည်လွတ်မြောက်ရေးမလာဂျမဘတ်စစ်တာခြေမုံရေးကိုတော့အထောက်အကူပြုမဲ့ကိစ္စဖြစ်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ကြိုလဲကြိုဆိုတယ်ဒါပေမဲ့တကယ်လုံမှာအဟုတ်ဖြစ်မယ်တကယ်မလုံဖဲနဲ့တရင်ထုတ်ပြန်ဖို့အတွက်ဓာတ်ပုံရိုက်ပြီးတရင်ဖြစ်ယုံဆိုရင်တော့အစင်မပြေဘူးပြည်သူတို့ရဲ့ယုံကြည်မှုတွေပုံမူကြဆင်းသွားနိုင်တယ်ဆိုတာကိုတော့လေးလေးစားစားအသိပေးလိုပါတယ်အဲ့တော့တပ်ဖွဲ့ဝင်တွေတပ်မှုတွေဘာချုပ်တွေညာချုပ်တွေပေါ့ဗျာအစားရှိတဲ့ဘယ်သူတွေလဲတော့ကျွန်တော်တို့လည်းအခုဒီမသိဘူးသို့ပေမဲ့မျောလင့်ပါတယ်မြေပြင်မှာအသက်ပေးတိုင်ပွဲဝင်နေတဲ့သူတွေကိုမျောလင့်ကြိုဆိုတာပေါ့ဗျာဒီအခြေအနေကကျွန်တော်တို့တော်လှန်ရေးဘက်မှာဖြစ်နေတယ်နောက်တဲ့အဖြစ်ပြက်တစ်ခုကအဲ့တပြိုင်နဲ့ဟိုဘက်မှာစဝါဒီစကတ်ကိစ္စဖြစ်နေတယ်စဝါဒီစကတ်ဆိုမင်းအောင်နိုင်တဲ့မလေးမင်းအောင်နိုင်ဝက်ကွဲအောင်မြင်နေတာများခမားတို့ကိုပြချင်တယ်ထိုင်းမှာမင်းအောင်နိုင်အောင်မြင်ချက်အိန္ဒိယသွားပြီးမဆလာအနက်သွားခံတော့ကတော်အောင်ဆန်းစုကြည်ဗမာလဲလို့အမေခံရတယ်နော်ပေါက်စီတရုတ်ကြီးနဲ့သွားတွေ့တော့လေလူလက်ခံတဲ့အစိုးရဖြစ်အောင်လုပ်ပေါက်စီကမှားတယ်အခုလဲထိုင်းကိုသွားတဲ့အခါကျတော့ဘုံကျဲပြီးအနိုင်ယူတဲ့နီးနဲ့အစိုးရဖြစ်ဖို့မလွယ်ဘူးတဲ့မဖြစ်နိုင်ပါဘူးလို့ထိုင်းကပြောလိုက်တယ်အဲ့တော့စဝါဒီစကတ်ကြီးကိုဘွားကိုအခုထိမတိသေးဘူးလားမတိသေးဘူးလားပြောချင်တာကစစ်ကောင်းဆောင်ပါလူတက်ကောင်ပါစစ်ရာဇဝတ်ကောင်ပါစစ်ရာဇဝတ်ကောင်ပါဘာမှပြောင်းလဲလို့မရတော့တဲ့မင်းအောင်လိုက်ဥဆောင်တဲ့အကြမ်းဖက်ဖက်စစ်တဲ့ရဲ့9နှစ်တာတပ်ဖြတ်အကြမ်းဖက်မှုတွေကိုဘလို့နီးနေမှာဖုံးအုပ်ကွယ်ဝက်ပြီးဘာကောင်ကမှကာကွယ်ပေးလို့မရတော့ဘူးညင်းမလားအခုချိန်ဒီဘုံကျဲတပ်ဖြတ်နေမှုတွေနဲ့ပတ်သက်ပြီးလွတ်တော်မှာမေကွန်းနိုင်ငံရေးဝန်ကြီးပေါ့ထိုင်းနိုင်ငံရေးဝန်ကြီးကိုလွတ်တော်မှာမေးတယ်တရင်တော်တွေကမေးတာမေးတော့ပြောပါတယ်ကျွန်တော်တို့ကဒီစစ်တပ်ကိုတရားဝင်အစိုးရဖြစ်အတိမတ်ပြုတာမဟုတ်ပါဘူးလို့တော့တရားဝင်မှုပေးတာမဟုတ်ပါဘူးလို့တော့ပြောတယ်မပြောလို့လည်းမရတော့တဲ့အခြေအနေဘယ်လိုဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာဝုန်းနိုင်နေတယ်အောင်မြင်ချက်ဘလောက်အောင်မြင်လဲသိလားမိကွန်းတက်ပြောတာအဆွေတော်တို့ကြွရောက်လာတဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်အနူတင်နဲ့တကွဧည့်သည်တော်အပေါင်းကိုလေးစားစွာမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်သူကနိုင်ငံခေါင်းဆောင်တရားပေါ့ဗျာသူကစက်ခေါင်းတရားဆိုထိုင်းလို့သူကနှုတ်ဆက်လိုက်တာစဝါဒီစကတ်ဟာစောက်ရက်ပွဲဟောကဘာပတ်ပြီးကျွန်တော်တို့စောက်ရက်ခွဲနေတာဒီကောင်စဝါဒီစကတ်ဆိုတာမကြည့်ဘူးစဝါဒီကတ်စဝါဒီခရက်ဒီလောက်တောင်မင်္ဂလာပါဆိုတဲ့စကားတော်နားမလဲရင်ကျေးမှုမရှိဘာမှမသိတဲ့ကလေးကဝတွေတိုင်းပြည်အုံချုပ်ချင်တာဘယ်ဖြစ်မလို့ဗျနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မင်းအောင်နိုင်ထိုင်းပြည်သူ့ပါတီလွတ်တော်အမတ်ပေါမောက်ခတယောက်ကလွတ်တော်မှာစန့်ချင်ဆန္ဒပြဝိုင်းဟာအောင်မြင်နေတာအနုစမ်တမ်ချိုင်းလို့သိရတယ်ပေါမောက်ခတယောက်ဖြစ်တယ်
ထိုင်းပြည်သူ့ပါတီရဲ့ဘန်ကောက်ကိုယ်စားလှယ်တယောက်လွတ်တော်အမတ်တယောက်ဖြစ်တယ်ငြိမ်းချမ်းရေးအတွက်လူသားချင်းစာနာမှုအတွက်ဆိုတဲ့ကြွေးကြော်တန်တွေနဲ့ဆန္ဒပြခဲ့တယ်အဲ့တော့ဆန္ဒပြချိန်မှာရုပ်ရုပ်တဲတဲတွေဖြစ်ပြီးတော့ဒီရဲတွေဘာတွေကဆွဲခေါ်သွားတာပေါ့နော်ခမ်းမတွေကနေထိုင်းပြည်သူ့ပါတီနော်ဗမာပြည်သူ့ပါတီမဟုတ်ဘူးပြည်သူ့ပါတီချင်းအတူတူပဲမဲ့စစ်ဖက်နဲ့ရက်တဲ့ပြည်သူ့ပါတီနဲ့မြန်မာပြည်သူတွေအတွက်ပြည်သူ့ပါတီကွာတယ်ထိုင်းနိုင်ငံကမြန်မာပြည်သူတွေအတွက်တွေးပြီးထိုင်းပြည်သူ့ပါတီကဆန္ဒပြပေးတယ်ဗမာနိုင်ငံထဲမှာနေတဲ့ပြည်သူ့ပါတီကလူတွေကတောက်တောင်မလုပ်ရဘူးဒီအခြေအနေကြီးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့မင်းအောင်လိုင်းလူသက်ကောင်ကျန်းဘက်ကောင်ရာဇဝတ်ကောင်ဆိုပြီးဆန္ဒပြခဲ့တဲ့ဘန်ကောက်ကိုစားပြုတ်အမတ်ဆန္ဒပြတာကိုလည်းထိုင်းပြည်သူတွေကထောက်ခံတယ်ဆိုတဲ့အကြောင်းကို The Reporter တည်င်းအောက်မှာထိုင်းပြည်သူတွေကောမန့်တွေအများအပြားရေးထားတာကိုကျွန်တော်တို့တွေ့ရတယ်။ပေါမောက်ခလောက်တာသဘောတူပါတယ်ကျေးဇူးပါကြီးမြတ်တဲ့ပေါမောက်ခလေးစားပါတယ်ရေးရင်းမှုတွေအသိမှတ်ပြုပါတယ်ငရဲပြည်ကမင်းအောင်လိုင်းကိုကြိုးစိုးနေတယ်စစ်အာဏာရှင်တွေရဲ့လုပ်ရထိုင်းတွေမကြိုက်ဘူးဆိုတာကိုကဘာကြီးကသိရမယ်ဒီလိုကောမန့်တွေထိုင်းလူမျိုးတွေရေးနေတာကိုလည်းကျွန်တော်လေ့လာတွေ့ရှိရပါတယ်အောင်ပြနေတာအဲ့လိုဖြစ်နေတော့မှာပဲမင်းအောင်လိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူက तू မသိလိုက်ဘူးတဲ့အဲ့ဆန္ဒပြတာ तू လည်းအဲ့ထဲမှာရှိတယ်တဲ့တယောက်တည်းပြတာပါတဲ့တယောက်တည်းဒါပေမဲ့ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အမတ်ထိုင်းနိုင်ငံရဲ့အတိုက်ခံပါတီတစ်ခုရဲ့အမတ်ဖြစ်တယ်နော်မစော်ကားပါနဲ့ရောက်ချင်းမြမမြီအခုမင်းအောင်လိုင်းနေဗမာပြည်ကနေပြန်သွားထိုင်းကနေပြန်ပြီးတော့နေပြီးတော့ရောက်ပြီမစော်ကားပါနဲ့မင်းအောင်လိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ပြောစကားဟာလေထိုင်းပြည်သူပါတီနဲ့ထိုင်းပြည်သူတွေကိုစော်ကားနေတယ်လို့ပဲလို့ကျွန်တော်ကအမှတ်ယူတယ်နော်ဒါကြောင့်မို့ဒီအခြေအနေတွေကိုတော့တွေ့ရတယ်ဗျာဒါကတည်င်းနဲ့ပတ်သက်တဲ့အချင်းယုံကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီဟာတွေဒီနေ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဒီတုံးသက်ချက်ထုတ်ရရင်တော့ကနဦးကတော့မင်းအောင်လိုင်းကျမ်းမဲ့စစ်ကောင်းဆောင်ကမြန်မာဦးကောင်ရေထဲချရင်ပင်လယ်ထဲချရင်ရေခမ်းတယ်မြေပေါ်ချရင်မီးလောင်တယ်ဒီလိုကောင်မျိုးအိန္ဒိယသွားတော့မိုဒီဆန္ဒပြပွဲဖြစ်တယ်တရုတ်ပြည်သွားတော့ရေတွေကြီးတယ်အခုထိုင်းသွားတော့လေသူရောက်သူမပြန်ခင်လေးမှာပဲထိုင်းနိုင်ငံကဘန်ကောက်နဲ့တိတ်မွေးတဲ့ကျောင်းတစ်ကျောင်းမှာတနက်ပြစ်ခတ်မှုဖြစ်လို့ကျောင်းသူကျောင်းသားတွေတေဆုံးမှုဖြစ်တာဝမ်းနေတာကြားသိရတယ်အာကုတုကောင်လာတော့အာကုတုတွေတက်တာနောက်တစ်ချက်ကထိုင်းရဲ့ရဲဝန်ထမ်းတစ်ယောက်ကစာလေးတစ်စောင်ရေးရတယ်ငါတို့နိုင်ငံတွေကိုမကောင်းတဲ့စွမ်းအင်ရှိဝင်ရောက်လာတယ်လို့ခံစားရတယ်ဆိုတဲ့စာသားတစ်ခုရေးရတာတွေ့ရပါတယ်အာကုတုကောင်ဟာသူနဲ့ပတ်သက်ဆက်ရှက်တဲ့လူတွေမကလူသားတိုင်းကိုအာကုတုပေးနေတဲ့အခြေအနေကြီးကိုတော့ကျွန်တော်တို့လက်တွေ့ဖြစ်ရတွေကသက်သေပြနေတယ်ချင်းမုံကြီးမပါဘူးဘက်မလိုက်ဘူးရှင်းတယ်တော့ကျွန်တော်ပြောတာအိန္ဒိယသွားတော့ဘာဖြစ်သွားလဲဟိုမှာဝန်ကြီးတယောက်နှုတ်ထွက်ပြီးမိုဒီအစိုးရကိုပိုးဝက်ပါတီကဆန္ဒပြတယ်တရုတ်ပြည်သွားတော့ဘာဖြစ်လဲရေတွေကြီးတာအဲ့မှာတန်းနဲ့လူကြီး15တန်းလောက်ပြောင်းရွှေ့မြန်မာပြည်မှာတော့ပြောမနေနဲ့တော့စုပ်ပြတ်တက်ဒီအောင်လို့တာအခုထိုင်းကိုလာတော့ရောက်ပြီးမပြန်သေးဘူးပြဿနာတွေတက်ရတယ်ဒါကိုအားလုံးမြင်သိပြီလို့ကျွန်တော်ပြောလို့ပါတယ်အဲ့တော့ဒီကိစ္စတွေကိုအဆုံးသတ်ဖို့ဒါတော့တည်င်းဖြစ်စင်နေတယ်NUG က PDF တပ်မူကြီးများအစည်းအဝေးကျင်းပတယ်ပြည်သူခုခံတော်လှန်စစ်မှသည်စစ်မှဟာပြူဟာထိုးစစ်ကိုတက်လန်းနိုင်ရေးကိုပြင်ဆင်မယ်ဆောင်ရွက်သွားမယ်လုပ်ငန်းစဉ်တွေချမှတ်တယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်မျှော်လင့်ချက်တစုံတရာဖြစ်နိုင်တယ်လို့ယူဆပါသလားမြေပြင်မှာတိုက်ပွဲဝင်နေတဲ့သူဦးချင်း PDF ကို LPDF ကိုတိုင်းသား EAO ကိုစစ်အာဏာရှင်ကိုစန့်ကျင်တဲ့မိသူကိုမဆိုလေးစားဦးညွတ်ဂုဏ်ပြုပါတယ်ဒါပေမဲ့လက်တွေ့လုပ်ငန်းစဉ်တွေပေါ်ဆောင်နိုင်မှသာလေပြည်သူယုံကြည်မှုကိုပြန်လည်ရရှိမယ်လို့ကျွန်တော်ကမြင်တယ်ဘာပဲဖြစ်ဖြစ်ကြိုးဆိုပါတယ်စစ်တော်လန်စစ်ကိုအနိုင်တိုက်ရေးအတွက်အားလုံးတက်ညီလက်ညီပါဝင်စ조사ပူပေါင်းမှုတွေကိုတော့ကျွန်တော်တို့ကြိုးဆိုရမှာဖြစ်ပါတယ်
PDF တက်မှုကြီးများပြည်တော်ဝင်နိုင်မလား PDF တက်မှုကြီးများပြည်တော်ဝင်နိုင်မလားဒီနေ့တော့နောက်ဆုံးရအခြေအနေတွေအပြင်အရကတက်တော်အေဒိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မှာရခိုင်ပြည်သူဒေါ်လာရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာစံပြလုပ်ရများကိုတင်ပြရင်းဇဝါဒီစကတ်ရဲ့ထိုင်းနိုင်ငံဆိုင်ရာအောင်မြင်မှုတွေကိုတုံးသက်တင်ပြလိုက်ရပါတယ်။တပည့်ရဲ့အတူတောက်ဖို့ကတော့မမေ့ဘူး